ရဲ့တောင်းဆိုမှုအတွက်ကိုယ့်ရဲ့ရင်ထဲကတီးတဲ့ပုဂ္ဂိုလ်ရွှေထုတ်လို့ပြီးဆိုလိုက်ပြရစီရှုံးသမားအတွက်အဆက်ပြေလေးကိုအချိန်It's DJ Content Productions. This is DJ Content Productions. အခုလိုလက်ခုပ်တန်လေးနဲ့ရှင်းမအားပေးလိုက်ကြတာအများအမြင်မှာအားရကျင်တဲ့ဆရာကောင်းလာပြီမဲ့ကိုယ့်ရဲ့ရှင်ထဲမှာကြည်မွလူမတက်နှလုံးသားထိုးနေတဲ့ခက်တယ်လို့ခံစားနေရပါတယ်မင်းတို့မင်္ဂလာပွဲမှာရောက်လာခဲ့တဲ့အဆုံးသမားအတွက်ပြန်လဲတောက်ပြန်ပြီးတဲ့နေ့ရဲ့အပြုံးလူကြားကရှာပေးတဲ့ညုံလေးဟာအရှုံးသမားအတွက်အဆက်ပြေလေးကိုအချစ်ရင်မင်းအတွက်ကိုယ့်ရဲ့အသေးနှလုံးကိုလက်ကျူပေးလို့မင်းလို့ရနေသွားပါတော့ This is DJ Content Productions. This is DJ Content Productions. This is DJ Content Productions.